ဒီကနေ့နိုဝင်ဘာလ4ရက်အင်္ဂါနေ့အတွက်နောက်ဆုံးရမိုးလေဝသခန့်မှန်းချက်တွေကိုတင်ဆက်ပေးပါတော့မယ်။ဒီကနေ့မှာတော့ဘင်္ဂလားပင်လယ်မှာဖြစ်ပေါ်နေတဲ့လေဖိအားနဲ့ရပ်ဝန်းဟာနောက်24နာရီအတွင်းမြောက်ဘက်မြန်မာဘင်္ဂလားဒေ့ရှ်ကိုဦးတီဆွေ့လျားနေပြီးဖိလစ်ပိုင်နိုင်ငံအလဲပိုင်းကိုဦးတီဆွေ့လျားနေတဲ့တိုင်ဖုန်းမုန်တိုင်းခယ်လ်မေဂျီဟာနိုဝင်ဘာ3ရက်မှာအားကောင်းလာခဲ့ခါဒီကနေ့မှာတော့တောင်တရုတ်ပင်လယ်ကိုစတင်ဝင်ရောက်မှာဖြစ်ပါတယ်။ဒီတိုင်ဖုန်းမုန်တိုင်းခယ်လ်မေဂျီဟာနိုဝင်ဘာ6ရက်မှာအားအကောင်းဆုံးဖြစ်ပေါ်ပြီးဗီယက်နမ်ကမ်းခြေကိုဝင်ရောက်လာမှာဖြစ်ပါတယ်။ဒီမုန်တိုင်းရဲ့အကျွင်းကျန်တွေကြောင့်ကရင်ဘီ၊မွန်ဘီ၊ပဲခူးတိုင်းတောင်ပိုင်း၊ရန်ကုန်တိုင်းမြောက်ပိုင်းတို့နဲ့အေရဝတီတိုင်းအလဲပိုင်းတို့မှာနေရာကွက်ကြားမိုးတကျရွာနိုင်ပြီးနေရာကွက်ကြားမိုးကြီးနိုင်ပါတယ်။ပင်လယ်ပင်ခီးသွားတွေနဲ့ရေလိုသားတွေအနေနဲ့ကတော့လေဖိအားနဲ့ညတ်ဝန်းတွေနဲ့မုန်တိုင်းတို့ရဲ့အငွေ့အသက်တွေကြောင့်ကပလီပင်လယ်ပင်နဲ့မြမကန်ရိုတန်တချောင်းမှာလှိုင်းကြီးနိုင်ပါတယ်။လှိုင်းအမြင့်ပေဟန်6ပေကနေ9ပေထိရှိနိုင်တာကြောင့်ကြိုတင်သတိပြုနေထိုင်ကြဖို့တိုက်တွန်းလိုပါတယ်။